အဆင့်လျှောက်ထားပြစေဗျာကျောင်းတိုက်တွေဆရာတော်တွေတော်တော်များများပထမအဆက်ဆရာတော်မှာတော်တော်လေးအောင်မြင်လာပြီးတော့ဒုတိယအဆက်တွေကြရင်တဖြည်းဖြည်းနဲ့ဟိုဘယ်လိုပဲကျောင်းတိုက်ကျောင်းပြက်ကြီးတောင်ဖြစ်သွားတဲ့အဆင့်တွေတော့ရောက်သွားပါတယ်ဖေ။အဲ့ဒါတပည့်တော့ဟိုကြည့်တဲ့အခါကျတော့ဒီဆက်ခံတဲ့ပုံကိုယ်တွေရဲ့အပေါ်မှာအဲ့ဒီထားတဲ့ဟိုဟာလေးပေါ့ဗျာအတွေ့အကြုံတွေကအဂရိပါလဲပါမှာပေါ့ဗျာဘွဲတွေဂုံတွေကိုအဓိကထားပြီးထားများထားနေသလားပေါ့ဗျာနောက်တစ်ခုကဒီကျောင်းတိုက်ကတကယ်အဝီနီးတီလာဒီဘွဲဂုံတွေကိုအဓိကမထားဘဲနဲ့သူ့ရဲ့တီလာစရဏအားကိုကြည်ပြီးတော့စိတ်ချလက်ချနဲ့လွှဲတဲ့အမွေခံဆိုရင်တော့ပို့ပြီးတမကောင်းမလားဆိုတဲ့အတွေးလေးတော့ဝင်မိပါတယ်ဖေ။အဲ့တော့နောက်ဒီကျောင်းတိုက်ဒီအဆက်တွေပို့ပြီးသာသနာမှာထွန်းကားကောင်းလာအောင်ဘယ်လိုအမွေဆက်ခံတဲ့ပုံကိုယ်တွေထားမလဲဆိုတဲ့ဟာလေးတပည့်တော်တို့လမ်းညွန်ဆုံးမပေးတော်မူပါဖေ။ဒါတော့တခါကြီး तू ကတကြောင်တခါတာတရားတပုတ်ဆန်းလိုဖြစ်နေတာ။ကျောင်းတိုင်းအသီးသီးမှာသူစီကန်းနဲ့သူရှိကြတာပဲ။နော်အဲ့တော့သူတို့လည်းကောင်းတဲ့ထင်တော့ကောင်းတဲ့စီကန်းတွေဆွဲကြတာပဲ။ပြောရင်ဝါဘလောက်ရမှဘွဲဘလောက်ရမှဗဒနာရီကခန့်မယ်ဆိုတာမျိုးပေါ့။ဟိုနာရီကခန့်တယ်ဆိုတာမျိုးလို့ဥပဒေတွေရေးဆွဲကြတာပေါ့နော်။ဦးစင်းလို့စီမှာဆိုအဲ့လိုဘယ်လိုဆွဲလဲဆိုတော့ဟိုဆောင်းမွဲအောင်ပဲစေအကျင့်တီလာကုန်ပြည့်စုံရုံဆိုစာကြဘုံကြီးမတင်ဘူး။အဲ့လိုထားတာဆိုတော့ဘလောက်မှဘွဲရမယ်ဓမ္မစရိယတွေအဘိဝန္ဒတွေတာမန်ကျော်တွေအောင်ပဲစေအဲ့ဆိုတော့အကျင့်တီလာကုန်နဲ့ပရိသတ်ကလက်မခံဘူးဆိုတော့အဲ့ဘုတ်ကိုစာကြဘုံကြီးမခံတော့ဘူးကျွန်တော်ကစာကြစာသင်သားတွေကိုယ်တိုင်ကအကဲခတ်တယ်ဒီကိစ္စကိုနော်ဆိုင်သားတွေကိုယ်တိုင်ကဟုတ်တယ်ဒီဖုန်းကြီးကဝင်းဒီပေါ်မှာအမတန်ဖြစ်မဲ့နိုးပါတယ်ဆိုရင်စာကြဘုံကြီးတင်ပေးပါတယ်နော်အဲ့လိုမျိုးအစွတ်စီမှာပရိယတ်တိတစ်ခုတည်းမသွားဘူးပฏิပတ်နဲ့မှတွဲသွားပါတယ်နော်အဲ့လိုမျိုးနှစ်ခုသွားတယ်ပြီးဝင်းဒီ၅ချမ်းကိုမဖြစ်မနေပေါက်ကိုပေါက်အောင်စာကြဘုံကြီးဟာဒီပါဠိထေရတီကာတွေပေါက်အောင်သင်ကိုသင်ရမယ်ဆောင်းမွဲနဲ့မဆိုင်ဘူးစာကြဘုံကြီးမှန်ရင်ဝင်းဒီထေရတီကာတွေပေါက်အောင်သင်ကိုသင်ရမယ်နော်ဆောင်းမွဲတက်ခဏသွားပါတယ်ဒါဦးဇင်းတို့ရဲ့သွားတဲ့လမ်းကြောင်းပြောတာလေဆန်းကြောင်းတဲ့နေမှာလည်းသူ့မူနဲ့သူရှိမှာပေါ့နော်ဒါတော့အမျိုးမျိုးရှိတယ်ပေါ့ဒါသူတို့ရဲ့တွေ့ကြုံတွေရဲ့သူတို့ရဲ့သွားမဲ့ပလန်ကိုမူတည်ပြီးတော့စီကန်းဆိုတာဆွဲကြတာအဲ့တော့ဟိုကျောင်းတိုင်းတစ်ခုကိုမျိုးဆက်ကောင်းကောင်းလေးတွေဆက်ပြီးတော့မွေးထုတ်စေနေဆိုရင်တော့ပထမဆရာတော်ကြီးတွေကိုယ်တိုင်ကိုကဒုတိယမျိုးဆက်တွေအတွက်ကိုရှိစဉ်ကလေးကတတ်တော်တရားရှိစဉ်ကလေးကယာထားတော့မယ်နော်ငါရှိရင်တဲ့ခါမှာတော့ငါကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်မရှိရင်တော့သူတို့ကန်နဲ့သူတို့ပဲဆိုတာမျိုးပြင်ရင်တော့သာသနာကတဖြည်းဖြည်းနဲ့ကုန်ပါပဲလေအဲ့တော့ကိုချိစဉ်ကလေးကအဆင်ပြေသလိုကိုမရှိတဲ့နောက်ပိုင်းမှာလည်းအဆင်ပြေတဲ့တီကိုပလန်ချပေးခဲရမှာပေါ့နော်မူဝါဒတွေရေးဆွဲခြင်းတို့လူပုဂ္ဂိုလ်တွေရေးဆွဲခြင်းတို့ဆိုလောက်ရတယ်လက်သက်မွေးလို့ရတာပေါ့တပည့်တွေတေးသေးချာချာမျိုးဆက်ခံမဲ့တပည့်တွေကိုအသေးချာမွေးပေးဖို့လိုအပ်ပါတယ်နော်အဲ့လိုမျိုးလိုတယ်အဲ့လိုဆိုရင်တော့ကျွန်တော်နောက်ဆက်ခံမဲ့ပုဂ္ဂိုလ်ကပထမဆရာတော်ထက်မတော်ရင်တော့ပထမဆရာတော်နီးပါးတော်တဲ့ပုဂ္ဂိုလ်ဖြစ်ရင်တော့ဖြစ်နိုင်တာပေါ့နော်ယနေ့ခေတ်အကြောင်းနဲ့တော်တော်များပြည့်စည်တာကတော့ပထမဆရာတော်ရဲ့ဝိရိယမျိုးနော်တရားတရားမျိုးစိတ်ဓာတ်မျိုးကိုနောက်တပည့်တွေကမမီတာပါအဓိကတော့အဲ့တော့အကြောင်းကျွန်တော်ရှိစင်မှာကလေးကအဲ့လိုဝိရိယတွေခုနကပညာတွေတရားတရားတွေပေါ့နော်ထက်သန်တဲ့ပုံကိုယ်တွေဖြစ်အောင်မွေးမြူဖို့လိုအပ်တယ်ခြံထားခဲ့ဖို့လိုအပ်ပါတယ်အဲ့တော့ကိုယ်လိုနီးပါကိုယ်ဘွားပေါ့နော်ကိုယ်ဘွားထားနိုင်ဖို့လိုအပ်ပါတယ်